ဒါတချမ်းပါပေးခွဲကိုရန်ကြီးမပါတော့ normal ကတ်လောက်ပဲသွားမယ်အရင်ကြီးမပါတော့เนาะ 1.5 နဲ့ အသုံးပြုတဲ့ဂိတ်ပြားမီလီမီတာဘယ်လောက်လဲ 4.5 မီလီမီတာအရင်ကြီးမပြောင်းခြင်းလို့เนาะအဲ့တော့ foundation အကျန်းတဲ့ညှက်ပြီးပြီဆိုလို့ရှိရင်ဘာလုပ်မလဲအချောတက်မယ် blending လိုက်မယ်ပြေပြေညီလေးဖြစ်အောင်မှန်ထဲမှာကြည့်ပြီးတော့ညှက်မယ်เนาะအောက်လို့ထွက်တဲ့ခါကျမှန်မရှိရင်ရှေ့ကနေကြည့်ပုံမှာကြံခဲ့တဲ့ဇောင်းလေးတွေတွေ့လားเนาะရှိရင်တော့အနောက်ကနေကြည့်အောင်ပြီးရင်အောက်ပိုင်းမှာဒါရင်မဲ့အဆက်လေးတွေမှာဘာလုပ်မလဲအောက်တွေချပြီးတော့ share လေးလိုက်တာခတ်ပေးလိုက်တာเนาะတက်တက်ရက်ကလေးဖြစ်သွားအောင်เนาะအစနာတွေမကြံအောင်သိရမလားမနေ့ကကြည့်နားပေါ်မှာကြံနေရလေးတွေ့လားနောက်တစ်ချက်โอเคဒါဆိုရတယ်တော်ပြီเนาะအဲ့တော့ဒီမှာညက်ပြီးပြီဆိုလို့ရှိရင်ဒါကတော့ဆရာရဲ့ခဏပြောလို့ပဲဆရာရဲ့အကြိုက်เนาะဆရာအကြိုက်နဲ့ညက်မယ်ဘေးကတော့ဆရာပါလာလေဒီပုံစံလေးရပြီကြိုက်သွားပြီဒီတိုင်းလေးဒါကိုအကြိုက်ပြီးရင်ဒီနောက်မှာဆင်းတဲ့နေရာလေးတွေမှာဒီကောင်နဲ့အကွာအဝေး join ဆက်မိအောင်ထူပန်းမိအောင်เนาะဒီနှစ်ခုကိုဒါလေးတွေလိုက်မယ်ပြီးရင်အောက်ပိုင်းမှာတော့ရှင်းနေရာလေးနည်းနည်းလေးတွေညှိမယ်ဒီဇောင်းလေးတွေတွေ့လားเนาะဒါလေးတွေလိုက်မယ်ချောတက်မယ်လို့စင်ပြေသလိုလိုက်ကိုအားတာတာနဲ့လိုက်လို့ရတယ်เนาะကိုကကက်ကြီးနဲ့အားတာရင်ကက်ကြီးနဲ့လိုက်ဘီးနဲ့အားတာရင်ဘီးနဲ့ကလစ်ပါနဲ့လိုက်အစင်ပြေရနဲ့လိုက်เนาะအဓိကဘာနဲ့ညက်ပါလို့ဆရာကသတ်မှတ်ထားတာမရှိဘူးကိုကျွမ်းကျင်ပိုင်နိုင်တဲ့ကိုစိတ်ထဲမှာကိုလက်ထဲမှာအားတာတာနဲ့ညက်မယ်အဓိကဒီကောင်လေးတက်တက်ရက်ကလေးပြေးပြေးလေးဖြစ်သွားရင်ရပြီဟုတ်တယ်နော်အောက်ကအညက်ခံတဲ့ customer ရောဘာနဲ့ညက်ပါလို့မင်းတို့ complaint တက်နိုင်လားတက်နိုင်ပါဘူးမင်းတို့ကျွမ်းကျင်သလိုညက်ပါဟုတ်တယ်မလားနော်တောက်လျှောက်နိုင်ငံညက်တဲ့အခါမှာတယောက်နဲ့တယောက်ရောတူကြရလားညက်တဲ့ပုံစံသပင်ပုံစံတော့အတူတူပဲအယူအဆတွေနဲ့ညက်တဲ့ style တွေတူလားမတူဘူးဘာအားလုံးသူ့ style နဲ့တူပဲဟုတ်တယ်မလားနော်ဒါပေမဲ့နောက်ဆုံးတော့ထွက်တဲ့ပုံထွက်ကတော့ဒီပုံပဲမဟုတ်ဘူးလားကိုစတိုင်နဲ့ကိုညက်ကြတာလေနော်သူတို့ညက်တဲ့အယူဆလေးတွေကဘယ်လိုရှိတယ်ဘာကြောင့်မို့လို့ဒီနေရာလေးမှာဒီလိုယူဆလေးနဲ့ညက်တာလဲဆိုတာလေးကိုလေ့လာဖို့မလိုဘူးလားလိုတယ်နော်ကိုညက်တယ်ဆိုလို့ရှိရင်ရောဘယ်ပုံဘယ်နည်းနဲ့ဘယ်လိုယူဆလေးနဲ့ညက်ရင်အဆင်ပြေနိုင်လဲဆိုတော့ကိုယ့်ကိုသုံးသက်ဟုတ်တယ်မလားဘယ်လိုကြီးညက်ပါလို့ဆရာတို့ကလေနံဓာတ်ထစ်ကြီးကန့်သက်ထားတာမရှိဘူးကိုအားတန်တယ်လို့ညက်เนาะအဓိကကတော့ခုနဆရာဘူးပြောလို့ပဲ customer လိုချင်တဲ့ပုံစံကိုရဖို့ပဲအရေးကြီးတယ်ဟုတ်တယ်မလားเนาะဥမာခုဆရာကဒါ customer ဖြစ်သွားပြီ customer ဖြစ်သွားပြီဆိုတဲ့အခါကျတော့ဆရာလိုချင်တဲ့ပုံစံကဒါဘေးကိုပါလိုက်တဲ့ normal ကလေးရသွားတယ်အနောက်ကိုကျတော့ဘေးလောက်ကြီးမပါခြင်းဘူးအထူပုံစံလေးသွားခြင်းတယ်သွားခြင်းပြီးဆိုလို့ရှိရင်ဒီအပားနေရာနဲ့ဒီအထူပုံစံနဲ့ join ဆက်ကိုလည်းအရန်ကြီးထူနေတာကြီးကိုကွဲနေတာကြီးကိုလည်းမကြိုက်ဘူး join ဆက်မိကျင်တာဟုတ်တယ်မလားစပင်ညက်ဆရာကအဲ့လိုပြောလိုက်တယ်ကျန်တာကတော့သူကလူကျွမ်းကျင်ပိုင်နေတယ်လို့ညက်ဖို့ပဲလို့တယ်မင်းတို့ဆိုရင်လည်းအဲ့လိုမျိုးပဲလာမှာပဲเนาะအောက်က customer လို့ပဲပြောမှာဟုတ်ပြီလားချက်ကြည့်ပါโอเคရပြီလေဘေးကကြသိမမြင်ရအောင်เนาะအဲ့လိုဒါပဲအဲ့လေးဆင်းသွားလေရတယ်ဒီအတူရှိဖြစ်သွားလဲကွက်တိပဲရတယ်အဲ့တော့ကျန်တာတော့လိုအပ်တာကိုယ့်နဲ့ကိုဒီဘေးချမ်းနဲ့ဒီကောင်နဲ့လိုက်ဖက်အောင်ပါတဲ့ရင်ပါတိုးတဲ့ရင်တိုးညက်တဲ့ညက်ဆင်းပြီးလို့ရတော့ဒီအနေထားဒီလို white ပြီးဒီဆင်းသွားတဲ့ဒီအတူရှိရသွားပြီအဲ့တော့အခုဒီဘက်ချမ်းမှာဆိုလို့ရှိရင်လေအခုပြီးခဲ့တဲ့ညက်ခဲ့တဲ့အချမ်းကလိုပဲเนาะ 4.5 နဲ့အကျန်းတွေကိုအောက်ခြေ foundation ညှက်မယ်ပြင်ဟိုဘက်ဒီဘက်ဘယ်ညာညီအောင်ဆရာတို့ဘာလုပ်မလဲပြန်ညှိမယ်အထစ်တွေဖြီမယ် blending လိုက်မယ်ဟုတ်တယ်မလားเนาะချောတက်မယ်တက်တဲ့ရက်ကလေးဖြစ်အောင်စောင်းချန်တာနဲခြင်းများခြင်းကဘယ်သူ့ပေါ်မှာမူတည်ရလဲcustomer ရဲ့အကြိုက်ပေါ်မှာမူတည်တယ်တချို့ကစောင်းချန်တာနဲတာကြိုက်တယ်တချို့ကစောင်းချန်တာကိုများတာကြိုက်တယ်ဟုတ်တယ်မလားညက်ပေးနိုင်ဖို့လဲကိုကဘာလုပ်ထားဖို့လို့လဲလေ့ကျင့်ထားရမယ်ကြိုးစားအထောက်ရမယ်နော်တခြားအာယုံဆိုင်ရမယ်ဟုတ်တယ်မလားခေါင်းကင်တဲ့ခါမှာလဲရိုးသေးသေးလေးလေးစားစားလေးကင်တွေ့ပါနော်ပြီးရင်ဘီးနဲ့ခေါင်းကိုဖီးပြီးတော့ညက်တဲ့နေရာမှာဆိုလို့ရှိရင်လဲဖော့ဖော်လေးနဲ့ဘယ်လိုခေါ်မလဲဖော့ဖွာလေးပဲဖီးပေါ့နော်ဘာဖြစ်လို့ဆိုကြမင်းတို့ဘီးတွေအစ်စ်တွေဖြစ်တဲ့အတွက်ချွန်နေတာဆိုတာနဲ့ခုတ်ဖီးတယ်ဆိုလို့ရှိရင်ခေါင်းတွေပူလာတာတို့ကျိန်းလာတာတို့ဆက်လာတာတို့ဖြစ်တတ်တယ်သိရမလားဖော့ဖွာလေးပဲဖီးအဲ့လိုချင်းဆရာတို့ဒါအောက်ခြေ foundation လေးပြီးသွားပြီဆရာလိုချင်တဲ့ပုံစံလေးလည်းပြီးသွားပြီရသွားပြီကြိုက်သွားပြီနော်အထူ
ထူပါလဲကြိုက်သွားပြီအနေမြင့်လဲကြိုက်သွားပြီဇောင်းချန်တာလည်းကိုကြည့်ကောင်းသွားပြီကိုကလည်းသဘောကျတယ်အနောက်လေးထားရလည်းကြည့်ကောင်းသွားပြီအပေါ်မှာညက်မယ်ဆိုလို့ရှိရင်ထုံးစံတိုင်းပဲကိုညက်ချင်တဲ့အတိုင်းကိုတိုချင်တဲ့အတိုင်းရမ်းတိုလို့တော့မရဘူး customer ကိုရင်ဆုံးမေးဘယ်လောက်ထိတိုမှာလဲဘယ်လောက်ထိပါမှာလဲဘယ်လိုပုံစံလေးဖြီးကျင်တာလဲဒါလေးတွေအရေးကြီးတယ်เนาะအဲ့မှာမေးတဲ့နေရာမှာဆိုလို့ရှိရင်လည်းစကားပြောတဲ့နေရာမှာရင်ကြီးကြီးလေးချူချူတတလေးမေးဖို့လိုအပ်တယ်เนาะကိုကြီးအပေါ်ပိုင်းကိုဘယ်လိုလေးဖြီးမှာလဲဗျဘယ်လောက်ထိတိုပေးရမလဲဗျဒါလေးတွေလည်းမေးဖို့လိုအပ်တယ်เนาะ तू ကတော့ထုံးစံတိုင်းပဲဘယ်လိုပြောမှာလဲဒါပဲအများစု customer တွေကြည့်ကောင်းညက်ပါလို့ပဲပြောမှာเนาะထုံးစံအခုဆရာလည်းဆရာဘယ်လောက်ထိတိုမှာလဲရတယ်ကြည့်ကောင်းညက်လိုက်ကြည့်ကောင်းညက်လိုက်ဆိုလို့ရှိရင်အောက်ခြေ foundation မှာခေါင်းဖွဲ့ကြည့်ကုန်တယ်လည်းငါတို့ကြည့်ကောင်းသွားပြီမျက်နှာကြားလည်းနေတဲ့ live ဖက်သွားပြီဟုတ်တယ်နော်အဲ့တော့ तू ဖီးကျင်ထားကျင်တဲ့ပုံပေါ်မှာမူတည်ပြီးတော့စာထဲမှာမပါဘူးလားသင်ညွှန်းတဲ့မှာဟုတ်တယ်နော် तू ဖီးကျင်ထားကျင်တဲ့ပုံပေါ်မှာမူတည်ပြီးတော့အောက်ခြေ foundation နဲ့ live ဖက်အောင်အတူအရှိကိုဘယ်လောက်ပဲတူမှာလဲစာထဲမှာပါတယ်အနေတော်လောက်ပဲတူပါမည်ဟုတ်တယ်မှန်တယ်ဟုတ်တယ်နော်အနေတော်လောက်ပဲတူမယ်လိုရင်ထက်လိုက်လို့ရတယ်များသွားပြီးတူသွားလို့ရှင်ပြန်ပြီးတော့ရှည်ကျင်လို့မရဘူးဟုတ်တယ်နော်အဲ့ဒါအရေးကြီးတယ်အဲ့တော့အောက်ခြေ foundation နဲ့ live ဖက်အောင်အနေတော်လောက်ပဲကြည့်ကောင်းအောင်တူမယ်နော်ဒါပြီးလောက်ညက်045 90နော်135အထိ180အထိယူလျားလေးတက်သွားမယ်နော်ဘေးချမ်းရဲ့အနောက်ဘေးချမ်းရဲ့အလဲဘေးချမ်းရဲ့အရှိစားထဲမှာပါတယ်မလားဟုတ်တယ်မလားကိုလက်နိုင်တဲ့လောက်ညက်တားကြီးလောဘမကြီးနဲ့ညက်တဲ့နေရာမှာနော် နိုင်တော့ပဲသွား ကိုနိုင်တဲ့လောက်ပဲသွားကိုလက်နိုင်တဲ့လောက်ပဲညက်မယ်နော်ဒါကရရပြီဒီကောင်းလို့ကျန်နေဒီဘက်ချမ်းပါတယ်ဟိုဘက်ချမ်းမှာညက်ခဲ့တဲ့ guideline တိုင်းပဲဒီဘက်မှာပြန်ညက်မယ်နော် ရှင်းဆိုင်လေးပဲသွားတာ ညံမဲ့ guideline လည်းအတူတူပဲညံမဲ့ degree တွေလည်းအတူတူပဲဒီနေရာမှာလက်နဲ့အားသာရင်လက်နဲ့ဆွဲညက်ဘီးနဲ့အားသာရင်ဘီးနဲ့ညက်ကြိုက်တယ်လို့ညက်နော်ဒီနောက်ရှိ customer လိုချင်တဲ့အတူရှိကိုရရင်ရပြီကိုအားတန်တယ်လို့ညက်လက်နဲ့ယူညက်လည်းရတယ်ဘီးနဲ့ယူညက်လည်းရတယ်ကြိုက်တယ်လို့ညက်မယ်နော်ကိုကလက်နဲ့ဆွဲညက်တာအားတန်တယ်ဆိုရင်လည်းလက်နဲ့ဆွဲညက်လက်နဲ့ဆွဲညက်တာအာမတန်နဲ့ဆိုလို့ချင်းလည်းဘီးနဲ့ညက်သူ့ရတတ်မှတ်ထားတယ်ဒီဂရီတိုင်းသူ့ရတတ်မှတ်ထားတဲ့ guideline တိုင်းပဲညက်ဖို့အရေးကြီးတယ်ဟုတ်တယ်နော်တကောင်လုံးအနေတော်လောက်ကြည့်ကောင်းတိုးပြီးပြီဆိုရင်မလုပ်ရမလဲဟုတ်တယ်ကွာကကြီးလေးနဲ့ညက်ပါလေးပါမယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့တင်ယုံညွန်းတဲ့အတိုင်းကျွန်တော်တပည့်တွေကိုတင် जा ပြသနေတဲ့အတိုင်းတင် जा ပေးတာဖြစ်ပါတယ်တင်တန်းတက်ချင်တဲ့သူတွေကအခု10လပိုင်း22ရက်နေ့မှာတင်တန်းနောက်တော့ပြန်စမှာဖြစ်ပါတယ်နှစ်မကုန်ခင်ထိကျွန်တော်တင်တန်းကြီးကဈေးပြောင်းလဲမရှိပါဘူးနှစ်ကုန်ရင်တော့တင်တန်းကြီးလေးဈေးပြောင်းလဲအနေငယ်ရှိပါမယ်တင်တန်းတက်ချင်တဲ့သူတွေတက်ဈေးမမိရင်အခုတည်းကကြိုအပ်ထားပါโอเคတကောင်လုံးညက်ပြီးဆိုရင်ဒါပါမယ်စပိန်အောင်ထူလို့เนาะဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်လေးကိုကြည့်တဲ့သူတွေအားလုံးပညာတစ်ခုခုတော့ရပါလိမ့်မယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးတတား